မိသားတစုတို့ဓမ္မဒါနပြုသဖြင့်ဟောကြားအပ်သောကဆုံလပြည့်ဗုဒ္ဓနေ့အကြောင်းဒီနေ့ကဆုံလပြည့်ဟာဗုဒ္ဓနေ့ဥဒ္ဓဗုဒ္ဓဘာသာတွေသတ်မှတ်ကြတယ်။ဘာဖြစ်လို့လဲလို့မေးလိုက်တော့ဖွားပွင့်ဟောစံဗျာဒိတ်ခံမှတ်ရန်ကဆုံလာပြီကျုံဆိုပြီးတော့ဒီလိုတော်ကောင်းတွေမှတ်တမ်းတင်ထားတာရှိတယ်။နောက်တနည်းအားဖြင့်လည်းပဲဗျာဒိတ်ဖွားမြင်ဘောဓိပင်စံဝင်နိဗ္ဗာန်ကဆုံလာပဲဗျာဒိတ်ဆိုတာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးလေးသိမ့်ချိန်နဲ့ကဘာတသိန်းကာလရဲ့အထက်ကဒီပင်ကရာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ခြေတော်ရင်းမှာဝတ်ဆင်းပြီးတော့ဗျာဒိတ်ပန်းခံယူခဲ့တာအခုလိုကဆုံလာပြီအဲကြောင့်မို့ဗျာဒိတ်ဆိုပြီးတော့ဒီလိုမှတ်တမ်းတင်တယ်နောက်တကနောက်ဆုံးဘဝဤဘဝရောက်တဲ့အခါပရိသတ်နေပြီးတော့ဆယ်လကြာတဲ့အခါဖွားမြင်တာလည်းပဲအခုလိုကဆုံလာပြည့်ပဲအဲ့ဒါကိုလေဒီဆရာတော်ကြီးကတန်တေယူကဆယ်လကြာသောတန်တေယူကဆယ်လကြာသောမဟာသက္ကရေ68ကျုံကဆုံလာပြည့်တောက်ကြနေဝဲချမ်းမြေဆုံးသည်လုံးမနီနိုင်မဟီလိုက်စုဖွာတော်မူသည်နတ်လူအောင်မြို့လမ်းမကိုနတ်လူအောင်မြို့လမ်းမကိုဒီလိုလေးမှတ်တမ်းတင်ထားတယ်ဒါဥဒ္ဓနုငယ်ငယ်ကြက်ခဲ့ရတဲ့ကြပြားလေးတွေပေါ့တန်တေယူကဆယ်လကြာသောမဟာသက္ကရေ68ကျုံကဆုံလပြေတောက်ကြနေဝဲမဟာသက္ကရေ68ခုကဆုံလပြေတောက်ကြနေဖယားလောင်းဘာဖြစ်တော့ဖွားမြင်တယ်အဲကြောင့်ကဆုံလပြေနေ့ဟာနံပါတ်1အနေနဲ့မှတ်ရမှာကမြတ်စွာဘုရားအလောင်းတော်ဖွားမြင်တော်မူသောနေ့လို့ဒီလိုမှတ်ရပါမယ်ဖွားမြင်တော်မူတဲ့အခါမှာလဲထူးထူးခြားခြားအံ့ဩစရာကောင်းတာကဘုရားအလောင်းသိတ္တရမင်းသားလေးကဖွားပြီးလျင်ဖွားပြီးခြင်းပဲအဲ့ဒါလမ်းလျှောက်တယ်ခြေလမ်း9လမ်းလှမ်းတော်မူတယ်ခြေလမ်း9လမ်းလှမ်းပြီးတော့လက်ညှိုးကိုထောင်ပြီးတော့မှစကား3ခုနဲ့ကြွေးကြော်တော်မူပြန်တယ်အဂောဟမသမိလောကတလောကကြီးထဲမှာငါဟာအမျက်ဆုံးပဲအယမန္တိမဇာတိဒီဘဝဟာနောက်ဆုံးဘဝပဲနတ္ထိဒါနိပုဏ္ဏဘဝနောက်ထပ်ဘဝသစ်ဆိုတာငါအတွက်မဖြစ်နိုင်တော့ဘူးဖယားလောင်းရဲ့အံ့ဩစရာကောင်းတာဖွားပြီးချင်းလမ်းလျှောက်တာရဲ့နောက်တကဖွားပြီးချင်းပြောတဲ့စကား3ခုရဲ့ဟာသိပ်ပြီးတော့အံ့ဩစရာကောင်းတယ်အဲ့ဒါကိုရဲတောက်စကားတွေဖြစ်လို့အာသဘီဝါစာလို့ဒီလိုခေါ်ကြတာပေါ့အဲ့ဒီလိုရဲတဲ့စကားတွေကိုကြွေးကြော်သွားတာလည်းပဲသူတော်ကောင်းတို့မှတ်ပါကဆုံလာပြီလို့ဒီလိုမှတ်လိုက်ကြဖွားမြင်တော်မူပြီးတော့16နှစ်အရွယ်ရောက်တဲ့အခါရမ္မတုပသူရမလို့ခေါ်တဲ့ထီနန်း3ရပ်ကိုလက်ခံတော်မူတဲ့သိမ့်ပိုက်တော်မူတယ်နတ်စည်းစိမ်နဲ့ခံစားတာက73နှစ်အဲ့တော့73နှစ်ခံစားပြီးတော့ရွယ်မှုနှုတ်ပြို့29မှာမြတ်စွာဘုရားတောထွက်တော်မူပြန်တယ်ဘုရားအလောင်းတော်တောထွက်တော်မူတယ်အဲ့ဒါကိုဦးဇင်းတို့ငယ်ငယ်ကကြက်ခဲ့ရတဲ့စာကဖွားမြင်မြောက်သော16နှစ်ရွယ်ပြိုနှုတ်နေနိုင်3သွဲရွှေနံသိမ့်မြန်းပြီလ73နှစ်လျင်ဘုံသည်လျံလူရှမ်းတော်မူ၍ရွယ်မှုနှုတ်ဖြိုး29ဝဲရွယ်မှုနှုတ်ဖြိုး29ဝဲလေးမျိုးနမိတ်နတ်ပြခိတ်ကြောင့်ရွှေစိတ်ညင်ညိုတန်ဝေဘောက16နှစ်ကနေထီးနှန်းဆန်လိုက်တာ73နှစ်ကြာတယ်29နှစ်သို့ရောက်လာတဲ့အခါနန်းတော်ထဲမှာနေကြည့်နေရတဲ့ဘုရားလောင်းဟာမြို့အပြင်ကိုထွက်ကြည့်တယ်ပထမဆုံးသူ့အိုတွေးတယ်အိုနေတဲ့လူဒုတိယနေ့မှာနာနေတဲ့လူတွေ့
တတိယနေ့မှာသေတဲ့လူကိုသွားတွေ့တယ်ဒီလူတွေဘာဖြစ်လို့အိုကြနာကြသေကြတာလဲလို့ကြည့်လိုက်တော့ခန္ဓာရှိလို့အိုကြနာကြသေကြတာဒီလူတွေခန္ဓာရှိတယ်လို့ငါလည်းခန္ဓာရှိတာပါလားဆိုတာဗဟိရရဲ့ဖြစ်ပျက်ကိုအစ္ဆဒာဆွဲသွင်းပြီးတော့မှအဲ့ဒီမှာတန်ဝေကဉာဏ်နေဖြစ်ခဲ့ပါတယ်